မင်္ဂလာပါညီမနာမည်ကတော့နှင်းဝင်းမောင်ဖြစ်ပါတယ်ရှင်ညီမကကြတော့တန်လင်ကနေလာတာပါရှင်ဟုတ်ကဲ့ပထမဦးစွာတော့ညီမကကြတော့ corporate company ဘက်ကပေါ့နော်ဟုတ်အဲ့ဘက်မှာ agency ဘက်ကအမတွေကနေပြီးတော့ဒီလိုသူတို့ရမ်းမှာပေါ့နော် insurance နဲ့ပတ်သက်တဲ့ training တွေစနေရဆိုလို့အဲ့ကနေစိတ်ဝင်စားပြီးတော့လာခဲ့တာပါဒီသင်တန်းလေးကိုညီမ Facebook ကနေကြည့်လိုက်တဲ့အခါမှာတခြားသောဒီညီမအမကန်ဆရာကြီးတွေဆရာမကြီးတွေသူတို့ရဲ့သင်ကြားမှုတွေကိုလည်းလေ့လာကျင်တာပါတယ်ပြီးလို့ရှိရင်သင်ကြားလိုက်တဲ့အခါမှာလည်းဆရာကြီးဆရာမကြီးတွေကသူတို့ရဲ့လက်တွေ့မှာ claim ဖြစ်တဲ့ဖြစ်စဉ်လေးတွေပေါ်ကိုဥပမာထားပြီးတော့ပြောပြတော့ပို့ပြီးတော့ effective ဖြစ်စေပါတယ်ဒီအေဂျင့်တင်နန်းလေးရာဆိုလို့ရှိရင်ညီမတို့အနေနဲ့အသက်အရွယ်ပိုင်းခြားတာမျိုးမရှိဘူးနောက်တစ်ခုကကြတော့သူက10တန်းအောင်ထားရုံနဲ့သူကအပေါ်ဝင်ငွေရှာနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ဒီ license ရလိုက်တာနဲ့သူကသမင်းစားလက်မှတ်ကင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီတခြားသော insurance တွေစာရင်ရမ်းမာကဒီလိုဆရာကြီးဆရာမကြီးတွေတင်တဲ့အတွက်ရမ်းကိုပဲလာပြီးတော့တင်နန်းတက်စေချင်ပါတယ်ရှင်